Argentina ကစားသမားတွေကိုလိုက်ကြည့် Argentina ကစားသမားတွေကိုလိုက်ကြည့်ဘယ်ကောင်မှစိတ်ပြက်လက်ပြက်အမှုပြသူတို့ရဲ့ reaction တွေကိုကြည့်လိုက်ကျန်တာမပြောဘူးသူတို့ရဲ့ reaction တွေကိုကြည့်လိုက် reaction တွေကိုကြည့် reaction တွေကိုကြည့် reaction တွေကိုကြည့်တော်စိတ်ပြက်ဖို့ကောင်းတဲ့ကောင်တယ်မာတီနက်လာဘာ Everett လာဘာပဲကောင်းဘာနေဂရုစိုက်ဘူးကမက်ဆီ goal area ထိရောက်ရင်မက်ဆီစီပဲဘောလုံးရောက်အောင်မယ်မက်ဆီပဲဘောလုံးကန်ရမယ်ပေါ်တူဂီမှာကျတော့မဟုတ်ဘူးရိုနယ်ဒိုပေးရမလားရိုနယ်ဒိုကိုပေးရမလားဒီမဲ့ဘရူနိုဖာနန်ဒက်ကိုပေးရမလားနံပါတ်16ပေးရမလား25ပေးရမလားအကုန်လုံးဆရာကြီးတွေကြည့်တယ်ဤဖူဘောညီကိုတကယ်ရင်းများအားလုံးပဲမှင့်ကြလားဒါကျွန်တော်ဒီကနေ့ပေါ့လေမနေ့ကကျွန်တော်တို့အာဂျင်တီးနားနဲ့အော်စတြေးလျပေါ့လေအော်စတြေးလျဒီအော်စတြေးလျကိုအော်စတြေးလျနဲ့လည်းမှားမှနေတော့အဲ့ဒါကိုရောနေနည်းနည်းသိခံပြီးအထူးကကျွန်တော် focus ထားချင်တာကအာဂျင်တီးနားနဲ့ပေါ်တူဂီမက်ဆီနဲ့ရိုနယ်ဒိုကြားကခြားနားချက်ကိုကျွန်တော်ကမနေ့ကမြင်လိုက်လို့ပေါ့လေမြင်လိုက်လို့ဆိုတာကကျွန်တော်တို့အခုကမ္ဘာဖလားလာတယ်ဗျာကျွန်တော်တို့ကိုကျွန်တော်ကြိုက်တာဆိုတော့မကြိုက်ဘူးအခုနောက်ပိုင်းတွေ့ရဒီ interview တွေကြောင့်မို့ကျွန်တော်မကြိုက်တာအရင်တော့ကြိုက်ခဲ့တယ်ဒါမက်ဆီကလည်း PSG ရောက်ကျွန်တော်တို့လည်းအဲ့လို interview တွေနဲ့ဆိုတော့ဗျမ်းမလာဖြစ်နေဆိုကျွန်တော်တို့မကြိုက်တော့ဘူးတို့ပေမဲ့ရိုနယ်ဒိုကိုမကြိုက်တဲ့တိုင်ကျွန်တော်တို့ကမ္ဘာဖလားမရစေချင်ဘူးလားဆိုတော့မဟုတ်ဘူးကမ္ဘာဖလားရစေချင်တယ်ရိုနယ်ဒိုကိုရိုနယ်ဒိုဆိုတဲ့ကစားသမားမျိုးဟာရဖို့လည်းထိုက်တန်တဲ့ကစားသမားမျိုးဒီတစ်ခုပဲကြံတော့သူ့ဘဝဘောလုံးသမားဘဝတော့ကဲလေဆိုတော့ရစေချင်လားဆိုတော့ရစေချင်တယ်တို့ပေမဲ့ကျွန်တော်အားပေးတဲ့ပါတီပီတို့အတင်းနဲ့တွေ့ရင်တော့ဘယ်ဘက်ကိုအားပေးမလဲဆိုတော့ပါပီတို့ပဲအားပေးမှာပေါ့နော်တို့ပေမဲ့ကျွန်တော်တို့ကိုမရစေချင်ဘူးလားဆိုတော့လည်းမဟုတ်ဘူးရစေချင်တယ်စိတ်ကတော့အဲ့လိုမျိုးဖြစ်နေတာပေါ့လေနှစ်ခွပေါ့ဒါပေမဲ့ကျွန်တော်တို့ရစေချင်တဲ့စိတ်ကတော့ကျွန်တော်မှရှိတယ်ကျွန်တော်တို့ကစားသမားနဲ့ပတ်သက်ပြီးမမုန်းဘူးဒါဟိုနေ့ကကျွန်တော်တို့ဘွဲကိုကြည့်ခဲ့တယ်ဒီနေ့ကျွန်တော်တို့ဘွဲကြည့်ခဲ့တယ်ဆိုတော့ပုံမှန်ဆိုကြည့်စားမရှိဘူးဒါဟာသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်တဲ့ကြောင့်သူ့ကိုရစီခြင်းနဲ့စိတ်နဲ့သူတို့အသိရဲ့အခြေအနေပေါ့လေပေါ့သူကျွန်တော်တို့ဒီ PSG ကဗတင်ညာတို့ဟိုအားလို့ဂျောင်းနံပါတ်တို့လည်းရှိနေတော့နူနိုမန်တို့လည်းရှိနေတော့ကြည့်ပြတယ်ဆိုတော့ကျွန်တော်ကတော့သူတို့ပေါ်တူဂီတင်းကိုကြည့်လိုက်တော့တော်စိတ်ပြက်ဖို့ကောင်းတယ်ကျွန်တော်တို့စာဖို့လုပ်တဲ့ပုံစံပေါ့လေဒါမက်ဆီကိုတော့မက်ဆီပွဲတွေကတော့ကျွန်တော်မကြာခဏကြည့်တယ်ကျွန်တော်ဆိုတော့ဒါပြည်တွင်းနဲ့2020 World Cup ဘောလုံးပွဲခဲ့ရတာမက်ဆီကိုသူတို့အာဂျင်တီးနားကစားသမားတွေဘယ်လို support လုပ်ကြလဲပေါ့လေဒါကျွန်တော်တို့မျက်မြင်ကိုယ်တွေပဲဗျတော်လေးကိုဒါကြောက်စရာကောင်းတဲ့ support လုပ်တဲ့ပုံစံမျိုးပြောရမယ်ဆိုတော့မနီးညာကအဓိကပြောချင်တာမနီးညာကမက်ဆီပင်နယ်တီလွဲတယ်မနီးညာကမက်ဆီပင်နယ်တီလွဲတယ်နော်ဆိုတော့မက်ဆီလိုကစားသမားမျိုးကလည်းပင်နယ်တီကအမှန်တော့လွဲခဲ့တယ်ပုံမှန်ဆိုရင်ညာရန်ကစားသမားတွေကဗျာပင်နယ်တီကျွမ်းကျင်ကန်နာကျွမ်းကျင်သွားရင်သူကဘယ်ရောညာရောကောင်းမျှပြီးကန်တတ်ကြပြီမဲ့ဘယ်တန်ကစားသမားတော်တော်များတော့ပင်နယ်တီကန်ရင်မက်ဆီအပေါင်းပေါ့လေမက်ဆီဆိုလည်းဒါ90%လောက်အထိသူအမြဲတမ်းဘယ်ဘက်ချမ်းကိုကန်တာများတယ်ဂိုမဘယ်ဘက်ပေါ့လေဆိုတော့ဂိုမဘယ်ဘက်ချမ်းကိုကန်တာများတယ်ဆိုတော့မက်ဆီရဲ့ပင်နယ်တီတော်များများကအဲ့လိုဘယ်ဘက်ကြီးပဲကန်တာများတယ်ပြသူ့ရဲ့ဘယ်တန်နဲ့ဆိုတော့ဘယ်ဘက်ကိုကန်မှာပိုးပါမယ်လို့ဆိုပြီးတော့ခံထားကြတဲ့ဒါလူတွေစိတ်နေစိတ်တဘောတော့ထင်တာပဲဗျညာဘက်ဆိုရင်ကျွန်တော်အဲ့လောက်တိတ်မတမ်းထင်တယ်ကျွန်တော်ကိုယ်တိုင်ဘောလုံးဆိုင်အတိုင်းပဲကျွန်တော်ညာဘက်ကိုပဲကန်တာများတယ်ဟိုရစ်ပြီးတော့ white ပြီးတော့ကန်လို့မျိုးဆိုတော့ပိုးပြီးတော့အားပါတယ်ဗျအဲ့လိုမျိုးဒါပေမဲ့တကယ် professional ဟိုကစားသမားတွေတော့ဗျဥမာရိုနယ်ဒိုတို့ဒါဟာလန်တို့ဆိုတော့သူကဘယ်ရောညာတန်တဲ့ကောင်ကြတော်ကောင်းတယ်ဒီကောင်တွေကန်တာကြတော့လေအဲ့လိုမျိုးပုံစံပေါ့ဆိုတော့ဂိုရမာကတော့ဒါအမှန်ကန်ပဲအော်စတြေးလျဂိုရမာကတော့မက်ဆီကန်တဲ့ဘယ်ဘက်ချမ်းကိုလှဲခဲ့တယ်အကယ်၍မက်ဆီဒီဘောဂိုးတွေကိုဂိုးပြင်ပမထွက်ဖက်နဲ့ဂိုးတွေကိုဘောလုံးတန်းဂိုးတန်းခဲ့မြဆိုရင်လည်းဂိုရမာကာကွယ်နိုင်သွားမဲ့အခြေအနေမျိုးတော့ရှိတယ်ဒါပေမဲ့သူကန်တာတော့နည်းနည်းထောင်းကြတာဖြစ်လို့မို့ဒါတော့50ပေါ်လေပြောတော့မရတော့ဘူးဒါပေမဲ့အဲ့ဒီလိုမက်ဆီဘောလုံးလွဲသွားတဲ့အချိန်မှာအာဂျင်တီးနားကစားသမားတွေချက်လိုက်ကြည့်လိုက်1ယောက်2ယောက်3ယောက်4ယောက်5ယောက်ရှိတယ်ကြည့်နော်အဲ့ဒီ5ယောက်ရှိတယ်သူတို့ရဲ့ reaction တွေကိုကြည့်လိုက်မက်ဆီဘောလုံးလွဲသွားဂိုးလွဲသွားပြီသူတို့ရဲ့ reaction တွေကိုကြည့်လိုက်ဒီမှာတယောက်ကလက်ခုပ်တီးပြီးအားပေးနေတယ်အဲ့လိုချဆိုတဲ့ဘောနဲ့ပေါ့လေသူရဲ့ reaction တွေကိုကြည့်ဘယ်ကောင်မှစိတ်ပြက်လက်ပြက်နေဟာတော့ပြီဆိုတဲ့မျိုးလင်းချက်မျိုးမရှိဘူးအာဂျင်တီးနားမှာမက်ဆီလွဲသွားလို့မို့တော့ပြီဆိုတဲ့ဒီငင်းညူသွားလာမျိုးစိတ်ပြက်သွားတဲ့အမူအရာမျိုးညံ့လိုက်တော့ကောက်ဆိုတဲ့အမူအရာမျိုးလုံးဝမရှိဘူးအာဂျင်တီးနားကစားသမားတွေမှာဒါဒီအဲ့ဒီတစ်ခုတည်းမဟုတ်သေးဘူးဒီမှာဆိုရင်လည်းမက်ဆီထပ်ပြီးတော့လွဲတယ်နော်ဒါဆိုရင်လည်းပုံမှန်ဆိုရင်ဗျာမက်ဆီလိုကစားသမားမျိုးကဒီလိုခွင့်ရမျိုးဆိုဒါလေးကြောပြီးတော့ချတယ်ဘလိုးနေဒီမှာဒီတုံးကိုကြော်လိုက်ရင်ဂိုးကဖြစ်ပြီဆိုတော့မက်ဆီကအဲ့ဒီလုံးကလည်းဒီဒါသူအားကစားအချိန်နဲ့ဆိုတော့ထားပါတော့ဗျာအားကစားအချိန်နဲ့
ဘောလုံးလုံးကန်လိုက်နေကိုရမဟိုသူကစားသမားပြန်စီတော့တယ်အာဂျင်တီးနားကစားသမားတွေကိုလိုက်ကြည့်အာဂျင်တီးနားကစားသမားတွေကိုလိုက်ကြည့်ဘယ်ကောင်မှစိတ်ပြက်လက်ပြက်မှုပြမရှိဘူးမက်ဆီဒီနှလုံးဖန်တီးမယ်မက်ဆီဂိုးမလွတ်နိုင်ဘူးသုံးလုံးဖန်တီးမယ်မလွတ်နိုင်ဘူးလေးလုံးဖန်တီးမယ်ဒီလိုကစားသမားမျိုးတွေနောက်ထပ်ဒီလိုကစားသမားမျိုးတွေပေါ်တာဆိုတော့နောက်တစ်ပိုင်းကမက်ဆီဂိုးသွင်းတဲ့အပိုင်းပြမက်ဆီဂိုးသွင်းတဲ့အပိုင်းဆိုရင်ကျွန်တော်ပြီးမှပြောခဲ့မယ်ဒီဟာလေးကိုလေဘာကြောင့်လဲဆိုတော့ဒါရိုနယ်ဒိုနဲ့တွဲပြီးတော့ပြောရမှာဖြစ်လို့မို့ပြီးတော့ရိုနယ်ဒိုဘက်ကိုတော့ကြားတယ်ရိုနယ်ဒိုဒီမှာရိုနယ်ဒိုဒီခေါင်းကနံပါတ်2ကြောင်းမလို့ကြောင်းတော့ရိုနယ်ဒိုကဒီမှာဘောလုံးကိုကန်နေလွဲတော်တယ်တူကန်နေတဲ့အခြေအနေရပုံစံရဘလို့နေလွဲမှာတော့ပုံမှန်ပဲဒါပေမဲ့လွတ်ပေးလိုက်လို့ရတယ်တို့ပေမဲ့ရိုနယ်ဒိုလိုကစားသမားမျိုးတူးရှေ့ရောက်လာတဲ့ဘောလုံးကိုလွတ်ပေးဖို့ရိုနယ်ဒိုလိုကစားသမားမျိုးကတူးရှေ့ရောက်လာတဲ့ဘောလုံးကိုလွတ်ပေးလိုက်ဖို့ဆိုတာကကြီးရလဲစဉ်းစားကြည့်ပြဘယ်ကြားကဒီလူတို့ရှေ့ရောက်လာတဲ့အစာကိုလွတ်ပေးမှလဲကြည့်မှာပဲရတဲ့ပုံစံမျိုးနဲ့မကိုးမှလည်းနေရောပဲအဲ့ဒီမှာဖြစ်ပြက်သွားတဲ့အမှုရာတွေကိုချက်ပြန်ကြည့်မယ်1ယောက်2ယောက်3ယောက်4ယောက်ဒီဘက်ကကောင်တွေကိုကျွန်တော်တို့မမြင်အောင်နောက်ကပေါ်တူကစားသမားတွေကျွန်တော်တို့မမြင်အောင်မြင်ရရင်အကုန်လုံးနှီးပါဖြစ်လောက်တယ်ကြည့်လိုက်တို့ရဲ့ reaction တွေကိုကြည့်လိုက်တို့ရဲ့ reaction တွေကိုကြည့်လိုက်ကျန်တာမပြောဘူးတို့ရဲ့ reaction တွေကိုကြည့်လိုက် reaction တွေကိုကြည့်တော့စိတ်ပြဖို့ကောင်းတယ်ရိုနယ်ဒိုကိုသူတို့ကစားဖို့မလုပ်ကြဘူးရိုနယ်ဒိုကိုသူတို့အဲ့လောက်ထိမထောက်ခံကြဘူးဒါကျွန်တော်ရိုနယ်ဒိုကြည့်လို့ပဲအကောင့်ပေါ်တူကစားသမားတွေကိုပဲအကောင့်မမြင်လို့တော့မရဘူးမကောင်းမြင်လို့တော့မရဘူးဗျဒါသူတို့အတင်းကောင်းဆောင်တွေသူတို့အတင်းသားတွေပေါ်ထားတဲ့ဒီဆက်ဆံတဲ့ပုံစံတွေကလည်းရှိသေးတာဆိုတော့ဒါတွေကကျွန်တော်တို့မမြင်ရဘူးဒါကျွန်တော်တို့ဟိုတုန်းကကျွန်တော်တို့ကြားရတာမက်ဆီကအာဂျင်တီးနားကစားသမားတွေဒါဒီဈေးနိုင်ငံတော်ကဈေးမတက်နိုင်လို့မက်ဆီကစိုက်ပြီးတော့ခန်းပြီးတာတော့အာဂျင်တီးနားအသင်းမော်တွေကိုမက်ဆီကဘာဝယ်ပေးတာညာဝယ်ပေးတာလို့ကနေတာပြီးတော့အဲ့ဒါတွေထပ်ပိုးပြီးခေါ်လို့တော့ကဒီကစားသမားတွေဆိုတော့ဗျအဲ့လောက်ကတော့ဘလူးနေကိုတို့တို့ဆက်နေတူလဲသွားနိုင်ဒါပေမဲ့သူတို့ပေါ်ထားတဲ့ဒီစီလုံးမှုအောင်စီလုံးအောင်ထားတဲ့ဒီကိုနှိမ်ချတတ်တဲ့စိတ်ပေါ့လေမက်ဆီကတစ်ခုဖလားတစ်ခုရဘာညာဆိုရင်သူ့ကိုနှိမ်ချပြီးတော့ကစားသမားတွေနဲ့အတူတူမျှဝေခံစားတာဝင်ဆိုကကျတော့အဲ့လိုမျိုးမဟုတ်ဘူး။ तू ဘာနဲ့နေ तू လှုပ်လို့ तू ကောင်းလို့ तू ကြောင့်ဒါ तू ကဒါမျိုးဒါတော့ဒါ तू အောင်မြင်ရေးအတွက် तू ကဒီ psycho ရှိတဲ့ तू လို့တော့ပြောရမလားအဲ့လိုမျိုးဆိုတော့လေဒါ तू လူတွေကတော့ तू ဟာနဲ့ तू ဆိုတော့ဒါ तू ကိုပြုတ်တဲ့ကံလို့ပဲပြောရမှာဗျာဟိုအပြစ်ပြောလို့တော့မရဘူးအဲ့လိုမျိုးပေါ့လေကစားသမားတွေတ냐ချစ်အောင်တော့မနေဘူး तू ကို तू ချစ်တယ်ဒါပဲဘယ်ကောင်းမှဂုဏ်မဆိုင်ဘူးဘယ်ကောင်းမှလည်း तू ကိုဂုဏ်မဆိုင်ဘူး तू အဲ့လိုမျိုးပုံစံမျိုးဆိုတော့အကြောင်းမို့နှစ်ဖက်စလုံးကတော့အပြစ်တင်လို့တော့မရဘူးဆိုတော့ဒါကတော့အသင်းဘော်တွေကဒီမက်ဆီနဲ့ရိုနယ်ဒိုဘော်အသင်းဘော်တွေရဲ့ကွာခြားချက်ပေါ့လေဒါနောက်တစ်ခုကကြတော့ဒီမှာမင်းညကမက်ဆီရသွားတဲ့ဂိုးကိုကျွန်တော်နည်းနည်းကြည့်လိုက်မယ်ဆိုရင်မက်ဆီရသွားတဲ့ဂိုးဒီမှာရှေ့ကဒီကစားသမားကဘောလုံးကိုပေးလိုက်တာဒီကစားသမားကထိမ့်ပြီးတော့ကန်ရင်လည်းရတယ်ဒီကစားသမားထိမ့်ပြီးတော့ကန်ရင်လည်းရတယ်ဒါပေမဲ့နောက်မှာဒီမှာမက်ဆီရှိတယ်သူကမက်ဆီရှိမှမရှိမှတော့ဘလို့ဟောဒီမှာမက်ဆီရှိမှသူကလှည့်ကြည့်လိုက်တယ်ဒီမှာလှည့်ကြည့်လာခဲ့တယ်ဒီမှာလှည့်ကြည့်လာခဲ့တယ်ဒီမှာလှုပ်ပြီးလိုက်တယ်တက်မှလှုပ်ပြီးလာနော်မက်ဆီကကန်ဆိုတော့အာဂျင်တီးနားကစားသမားတွေဒီဂိုးအေရီယာတစ်ပိုင်းမှာပြိုင်ဘက်ဂိုးအေရီယာတစ်ပိုင်းမှာဆိုရင်မက်ဆီရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတခြားကစားသမားတွေလွတ်သည်ဖြစ်စေမလွတ်သည်ဖြစ်စေမက်ဆီဘယ်နေရာရောက်နေလဲမက်ဆီစီကိုပဲဘလုံးပေးရမယ်ဆိုတဲ့ဒီသူတို့ရဲ့ခံယူချက်ပေါ့နော်မာတီနက်လာဘာအဲဗရက်လာဘာပဲကောင်းဘာနေဂုဏ်ဆိုင်ကမက်ဆီဂိုးအေရီယာထိရောက်ရင်မက်ဆီစီပဲဘလုံးရောက်ရမယ်မက်ဆီပဲဘလုံးကန်ရမယ်မက်ဆီကိုပဲဂိုးကိုကန်ရမယ်ဆိုတဲ့ဒီမက်ဆီရဲ့ဒီလိုမက်ဆီကိုဥဆိုင်ထားတဲ့အချက်ပေါ့လေအဲ့ဒီစိတ်တကတကယ်ဆောင်ရမ်းမိုက်တယ်ကျွန်တော်ပြောမယ်အာဂျင်တီးနားတကယ်လို့အဲ့ဒီကိုဝဲပါပါတော့ကိုမိုက်တယ်တော်ကိုကောင်းတာဘယ်အသင်းမှလိုက်မမီဘူးမက်ဆီပဲအကောင်လုံးကမက်ဆီဦးစားပေးဘောလုံးကွင်းထဲမှာအကောင်လုံးမက်ဆီဦးစားပေးမက်ဆီပဲကန်ရမယ်ဆိုတဲ့ဘောသူကအဲ့လိုမျိုးမက်ဆီဦးတခြားမက်ဆီကရော့အစ်ဆိုမှဒီဘာလေးပေးကန်ပါဗျာသူတို့ကန်ရင်မယ်မဟုတ်ရင်မက်ဆီမလေးမကန်ဘူးဘယ်ကောင်မှမကန်ဘူးဘယ်ကောင်မှမကြော်ဘူးလွတ်ပေးမယ်ခွာပေးမယ်မက်ဆီစီဘောလုံးပေးမယ်ဆိုတော့မက်ဆီထက်ကောင်းတဲ့ဂိုးရှုတွေကြတဲ့ကစားသမားလည်းအာဂျင်တီးနားမှာမရှိဘူးသူတို့အမြင်ရသူတို့ခံချက်ရရှိလဲမက်ဆီပဲပေးမှာသူတို့ကအဲ့လိုမျိုးအဲ့တော့ဗျာမများဘူးသိတယ်မလားဘောလုံးရမယ်မက်ဆီစီပေးမယ်မက်ဆီကန်မယ်ဒါပဲရှင်းလေးပဲဘောတူဂီမာကြမဟုတ်ဘူးဘောတူဂီမာကြတော့မဟုတ်ဘူးရိုနယ်ဒိုပေးရမလားရိုနယ်ဒိုကိုပေးရမလားဒီမဲ့ဘရူနိုဖာနန်ဒက်ကိုပေးရမလားနံပါတ်18ပေးရ25ပေးရမလားအကုန်လုံးဆရာကြီးတွေကြည့်တယ်ဘောလုံးဖန်တီးပေးနေတဲ့ကစားသမားသူကိုယ်တိုင်ကန်ရမလားလဲမသိဘူးသူကိုယ်တိုင်ကန်လို့ရလားရဟိုဘယ်တိုင်းဆိုရင် white ကန်လို့ရတယ်ဗျာ white ကန်လိုက်လို့ရတယ်မြောက်ကန်ဝဲကန်လိုက်လို့ရတယ်သူကိုယ်တိုင်ကန်ရမလားမသိဘူးဘရူနိုပေးရမလားဘရူနိုပေးရမလားဘရူနိုကခေါင်းတင်းကောင်းလားနော်ဒိုကအတင်းကောင်းပြောချင်တာလေးကပြောချင်တာဘရူနိုနဲ့နော်ဒိုနဲ့ဘရူကအတင်းကောင်းဆောင်ဘရူကဆရာကြီးဘရူကဖျားမန်းကိုမသိတော့အောင်ပေါ်တူဂီမာဖြစ်ပြက်နေတာ
ဆိုတော့ဒီနေ့ပေါ်သူပြီးတော့ကျွန်တော်အမြင်ရကျွန်တော်တကူတယောက်တည်းအမြင်ရဆိုတော့မရဘူးဘလို့မှကိုမရနိုင်ဘူးဒီစီးလုံးမှုပုံစံမျိုးနဲ့နောက်ပွဲတွေကလာမယ့်ပွဲတွေဆိုရင်တော့တိုးတက်လာတော့မပြောတတ်ဘူးဒီပုံစံနဲ့တွိုင်းတော့ဘလို့မှမရဘူးပေါ်တူဂီဘလို့မှမရတော့ပေါ်တူဂီကိုမုန်းလို့ပြောလည်းမျိုးကျွန်တော်တို့ကိုမုန်းလို့ပြောလည်းမဟုတ်အကယ်၍ကိုယ်ကိုကစားသမားတွေအလိုမရှိတယ်ကျွန်တော်တို့အနေနဲ့ဟိုဖဲပေးလိုက်တာထွက်ပေးလိုက်အဲ့လိုမျိုးဒါသူ့ရဲ့အောင်မြင်ခြင်းနဲ့စိတ်ကအဲ့လောက်ကြတော့လက်မခံနိုင်ဘူးကြတဲ့မလားကနီးပြအနေနဲ့လည်းအများကြီးမူတည်တယ်လို့ပြောရမယ်နီးပြရတယ်ကျွန်တော်ဒီပွဲမှာကွန်းလောက်ကောင်းတယ်ကွန်းလေရှိနေတော့ကွန်းလေဟိုတခြားပုံမျိုးတချို့ပုံမျိုးမရမှာကွန်းလေလုံးဝအပြက်လိုက်ကြီးကွန်းလေကြီးဖြစ်နေတာအောင်စမူတို့ဟိုဟာဇက်ကားလို့ရတဲ့ပုံစံမျိုးနီးပြရဲ့ဟွာတွေနဲ့ဆိုင်တာပေါ့လေအဲ့လိုမျိုးတွေပေါ့ဗျာဆိုတော့ဒါကျွန်တော်မနေ့ညကတွေ့တိုင်းပြီလို့ပေါ့လေဒါမရနိုနဲ့မက်ဆီရဲ့ကွာချက်ချက်ကိုကျွန်တော်နည်းနည်းလေးထောက်ပြခြင်းလို့မို့ဆိုကျွန်တော်တို့တူမဟုတ်ပါဘူးကျွန်တော်တို့ဒီနှစ်တော့ဒါအာဂျင်တီးနားကမက်ဆီက2ပွဲကံပြီး5ဂိုးတွင်ဘာပီက2ပွဲကံပြီး4ဂိုးတွင်ဟာလန်2ပွဲကံပြီး4ဂိုးတွင်ဒီ3ဇာရမ3ကောတော့တကယ်ကိုစောင့်ကြည့်စရာကောင်းတဲ့ဇာရမတွေလိုပဲမြင်ပြီးတော့ဒါကျွန်တော်အသေးတွေကတော့လောက်ထီတော့မဟုတ်ဘူးလို့ထင်တာပဲပေါ့လေဒါပေမဲ့ကျွန်တော်တို့ဘာပဲဖြစ်အာဂျင်တီးနားရဲ့ဝဲပါဝါအာဂျင်တီးနားတည်လုံးရဲ့ဝဲပါဝါဘာပီရဲ့ဆွမ်းဆောင်ရည်တွေအိုလီစီရဲ့ဆွမ်းဆောင်ရည်တွေနဲ့ဒမ်ဘီလီရဲ့ဒါတိကျတဲ့ကန်ချက်တွေဒါတွေနဲ့ဒါစပိန်ကတော့ကျွန်တော်တို့လောက်ထီမချင်ဘူးဒါပေမဲ့ပြောတော့ဖြစ်တဲ့အတင်းတော့မဟုတ်ဘူးစပိန်နဲ့သူ့အနေနဲ့သူတော့လိမ့်နေတာဆိုတော့ဒီအာဂျင်တီးနားနဲ့ပြည်လေးနဲ့တော့ပြန်တွေ့မလားလို့ကျွန်တော်ကတော့ယူဆမိတယ်တစ်ဖက်တည်းအတူမကြခဲ့ရင်ပေါ့လေဒါပေမဲ့အဲ့ဟိုကျွန်တော်လည်းဒီဘက်ကျွန်တော်လည်းမကြည့်ရဘူးတခြားဆိုတော့ဒီနေ့ကတော့ဒါလေးပြောချင်လို့ပါပေါ့လေဆိုတော့ဒီနေ့ကတော့ဒီလောက်အားလုံးကိုကျေးဇူးတင်ပါတယ်